မိုးရွာနေတဲ့နေ့တစ်နေ့မှာတော့ဟန်လို့ခေါ်တဲ့ယောက်ျားတစ်ယောက်ကားနဲ့မောင်းပြီးအိမ်ပြန်လာနေပါတယ်။မီးပွိုင်းမီလို့ကားရက်လိုက်တဲ့အခါမှာကြီးတစ်လက်ကိုကင်ထားတဲ့မိန်းမကြီးတစ်ယောက်သူ့ရှေ့မှာရောက်နေခဲ့ပါတယ်။အဲ့ဒီမိန်းမကတရေမကြီးပါ။ဘာကြီးလဲ။ငါအိမ်မက်မက်နေရပဲ။အိမ်မက်မလို့တော်ပါသေးတယ်ကွာ။ဟန်ရဲ့အော်တန်ကြောင့်ဟန်ရဲ့မိန်းမနန်းတာလည်းအခန်းထဲဝင်လာပါတယ်။ဘာဖြစ်တာလဲ။ကိုအကျိန်းအော်လိုက်လားလို့အိမ်မက်မက်တာပါကွာ။ဘာမှမဖြစ်ပါဘူးချစ်လေး။ဟုတ်ပါပြီ။ဒါဆိုမနှက်စာစားရအောင်လေ။ Okay ကိုရေရင်ချိုးလာအောင်မယ်ခဏဆောင်ပေးနော်။ဟန်လည်းမျက်လုံးနဲ့မိတ်ထားပြီးရေချိုးနေရပေါ့။အဲ့လိုမျက်စိမိတ်ပြီးရေချိုးလိုက်တာကသူ့နောက်မှာတယောက်ယောက်ရှိနေတယ်လို့ခန်းစားလိုက်ရတာမို့ဟန်လည်းလှန့်သွားပါတယ်။မျက်စိမိတ်ပြီးရေချိုးတာပူကြောက်စရာကောင်းနေဟာတယောက်ယောက်ရှိနေတယ်လို့ပဲကွာ။အဲ့ဒီနောက်ဟန်နဲ့နန်တာလည်းမနှက်စာစားကြပါတယ်။ပြီးတော့ဟန်လည်းအလုပ်သွားဖို့သူ့မိန်းမနန်တာကိုနှုတ်ဆက်လိုက်ပါတယ်။ဒီနေ့ကိုနည်းနည်းတော့နောက်ကျမှထင်တယ်နော်။ Overtime ရှိတယ်ချက်လေး။ရပါတယ်ကိုရဲ့ချက်သဘောပေါက်ပါတယ်။ Okay ကိုသွားပြီနော်။အလုပ်မှာတော့ကောင်မလေးနှစ်ယောက်ကမိန်းကလေးတယောက်ရုတ်တရက်ပျောက်သွားတဲ့အကြောင်းကိုပြောနေကြပါတယ်။ဟဲ့အဲ့ဒီ Rose ဆိုတဲ့ကောင်မလေးကရုတ်တရက်ပျောက်သွားတယ်နော်။ဘာဖြစ်တာလဲနင်သိလား။မသိဘူးလေဟာ။အလွတ်လောက်သွားတာတော့မှတလားမပြည့်သေးဘူး။အေးအရင်ကတော့ငါတို့ရဲ့ boss နဲ့အဲ့ဒီ Rose ကတပူတွဲနော်။သူတို့ကဘာတွေလဲမသိဘူး။နင်အဲ့လောက်သိချင် boss ကိုမေးကြည့်ပါလား။အဲ့လိုတော့လည်းမဟုတ်သေးဘူးဟာ။ boss မှာမိန်းမရှိတယ်။သူ့မိန်းမငငယ်ချောလေးအဲ့တော့အဲ့ဒီ Rose နဲ့ဘာမှဟုတ်မှမထင်ဘူး။ကဲပါဒါဆိုလဲအလုပ်ပဲလုပ်ကြတာပေါ့။ဟန်ကတော့သူ့အခန်းထဲမှာသူအလုပ်လုပ်နေပါတယ်။ကောင်းနေကိုက်လိုက်တာကွာ။အဲ့ဒီအိမ်မက်ဆိုးကြီးကတကယ်လိုပဲစိတ်ထဲမှာကြောက်နေတာစိုးလိုက်တာကွာ။ညနေဘက်ကိုရောက်လာတဲ့အခါမှာတော့နန်တာလည်းညစာအတွက်ချက်ပြုတ်ဖို့လုပ်နေပါတယ်။ညစာအတွက်ဟင်းချက်ဖို့ဘာမှမရှိတော့ပါလား။ဆိုင်မှာသွားဝယ်ရအောင်မယ်။နန်တာလည်းလမ်းထိပ်ကကုံစုံဆိုင်မှာလိုအပ်တဲ့ပစ္စည်းတွေကိုသွားရွေးဝယ်လိုက်တာပေါ့။ပြီးတာနဲ့ပတ်စံရှင်းဖို့လုပ်လိုက်ပါတယ်။ဒါလေးကဘလောက်ကြလဲညီမလေး။တွက်ပေးမယ်နော်မ။ပတ်စံရှင်းပြီးတဲ့နောက်တော့နန်တာလည်းသူ့ရဲ့ဆိုင်ကယ်နဲ့ပဲအိမ်ကိုပြန်လာပါတယ်။ပြန်လာနေတုန်းမှာပဲရုတ်တရက်မိုးကရွာချပါလေရော။ဟာမိုးကလည်းရွာလာပြန်ပြီ။မိုးမီလို့တော့မဖြစ်ဘူး။ခိုးစရာနေရာရှာမရမယ်။အဲ့လိုနဲ့နန်တာလည်းအဆောက်အဦတစ်ခုရဲ့အောက်မှာမိုးခိုနေပါတယ်။မိုးကလည်းအခုမှလာကောင်းနေတယ်။ညစာချက်ရအောင်မယ်။နောက်ကြတော့မှာပဲဟာ။ရုတ်တရက်မိမတယောက်ရဲ့ငိုတန်ကိုကြားလိုက်ရပါတယ်။ဘသူငိုနေရလဲမသိဘူး။မိမတယောက်ကထီကြီးဆောင်ပြီးငိုနေတာပါ။ဒါပေမဲ့ရုတ်တရက်ဟာအဲ့ဒါဘာကြီးလဲမကြောက်ပါနဲ့ငါမျိုးဘာမှမလုပ်ပါဘူးနန်တာလဲစိုက်ကယ်ဆက်ကိုနိုးလိုက်ပေမဲ့နိုးလို့မရတော့ပါဘူးဟာစိုက်ကယ်ကဘာထဖြစ်တာလဲထီးနဲ့မိမကြီးကနန်တာစီကိုလာနေပါပြီဟာမလာနဲ့သွားမလာနဲ့လို့ပြောနေတယ်လေစိုက်ကယ်ကနိုးလို့မရတော့တာမလို့နန်တာလဲညမလိုကြီးပဲလမ်းလျှောက်ပြေးပါတော့တယ်ကြောက်နဲ့ပြေးနေရတာမလို့မှောက်လဲသွားပါလေရောနားလိုက်တာငါချစ်တော့အစ်စ်လွဲပြီလားမသိဘူးအမလေးဒီနောက်မှာမိုးတွေလည်းတိတ်သွားပါတယ်ဟာငါဘယ်ရောက်နေရလဲရုတ်တရက်မိန်းကလေးတယောက်ရဲ့အတန်ထွက်လာပါတယ်နင်ဘာတူလဲဘာလို့ချင်လို့လဲငါအရှမ်းဝမ်းနေတယ်အရှမ်းလည်းစိတ်တူတယ်အရှမ်းလည်းစိတ်ပြတ်တယ်အဲ့ဒီတော့တူတာကိုယူကိုယူရမယ်အဲ့ဒီကောင်မလေးကငိုပါတော့တယ်ဘာလဲဘာတွေလာပြောနေရလဲနေယူနေရလားတူတာကိုယူရမယ်ဒီအတွက်တာဝန်ယူကိုယူရမယ်ဘာလဲဟာငါစီကထွက်သွားစမ်းပါထွက်သွားဒီနောက်နန္ဒာတယောက်ဆေးရုံမှာရောက်နေပါတယ်ငါဘယ်ရောက်နေရလဲဆေးရုံမှာရောက်နေတာညီမလေးလမ်းပေါ်မှာမူးလဲနေတာတွေ့လို့အရေးပေါ်ကားနဲ့ခေါ်လာရတာအော်ဟုတ်ကျေးဇူးပါရှင်ဒီနောက်မှာတော့ဟန်လဲဆေးရုံကိုရောက်လာပါတယ်ချစ်လေးတက်တာလားဘလို့ဖြစ်တာလဲကွာကြာချင်းကိုပြေးလာတာပဲတက်တာပါတယ်ကိုရဲ့ဘာမှမဖြစ်တော့ပါဘူးပိန်မှန်းသွားလို့ထင်ပါတယ်ဒါဆိုအခုရက်ပိုင်းအနားယူလာအောင်နော်ချစ်လေးကျေးဇူးပါကိုအော်ဒါနဲ့ချစ်ရဲ့ဆိုင်ကလမ်းမှာကျန်ခဲ့ပြီထင်တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့အနားယူလိုက်နော်ကိုစိုက်ကယ်သွားယူလိုက်မယ်ကျေးဇူးပါကိုရဲ့အလုပ်တွေပြတ်သွားရလားရပါတယ်ကွာအလုပ်ကချက်လောက်အရေးမကြီးပါဘူးကိုစိုက်ကယ်သွားယူလိုက်မယ်အဲ့လိုနဲ့ဟန်လဲအိမ်ကနေထွက်သွားပါတယ်နန်တာကတော့သူ့မျက်မြင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုဟန်ကိုမပြောပြခဲ့ပါဘူးညဘက်ရောက်သွားတဲ့အခါမှာဟန်နဲ့နန်တာလည်းအိတ်နေကြပါတယ်
ဒီညမှာတော့နှန်တာကအိမ်မက်ဆိုးတွေမှတ်နေတာပါအဲ့ဒါကတော့သူ့လန်းဖြတ်ကူးနေတော့မှကားတစ်စီးကသူ့ကိုဝင်တိုက်ပစ်တာပါနှန်တာလည်းအကျိန်းထအော်ပြီးလက်နိုးလာပါတော့တယ်ဟိုးအိမ်မက်ဆိုးတွေမှတ်နေရပဲဘာဖြစ်လဲမသိဘူးအခုတလောပါရီမြင်နေမှန်းကိုမသိတာဒီနောက်မှာတော့အချိန်နေကုန်သွားပြီးညကနေမနက်ကိုရောက်သွားပါတယ် ချစ်လေးအလှပြင်လို့ပြီးပြီလား ပြီးပါပြီကိုရဲ့ဘယ်သွားမှလဲပြောဦးလေ အာပြောလို့မရဘူးချစ်လေးဒါ surprise ဆိုတော့မပြောတော့လေကွာဟုတ်တယ်မလား ဒီနောက်မှာတော့ဟန်နဲ့နန်တာလည်းကားနဲ့ထွက်သွားခဲ့ကြပါတယ်သူတို့သွားနေတော့မှ channel လေးကို subscribe လုပ်ရတဲ့လှုပ်ထားပေးပါအောင်နော်ဝေါဒီညအရောက်လှတာပဲ ချစ်လေးကပင်မမေးမူးလဲထားလေအဲ့ဒါကြောင့်ဒီလိုတဘာဝအလှတွေနဲ့ပြည့်နေတဲ့နေရာကိုခေါ်လာတာကြိုက်တယ်မလား တစ်ဖက်မှာတော့ရေပူဆန်းလက်ရှိနေပါတယ် စားတော့ချစ်လေးဒီအစားတောက်တွေကတိုင်းရင်းသားရိုးရာအစားတောက်တွေစားလို့ရမ်းကောင်းတယ် ကျေးဇူးပါပဲကိုရဲ့ဒီလိုတဘာဝရှုခင်အလှတွေမမြင်ရတာကြပြီလေကောင်းလေတန်လည်းအခုမှရတယ်လို့ပဲ ရှားပါလေကွာကိုရိုတီမှာအေးအေးဆေးဆေးနေကြတာပေါ့ ဒီလိုနဲ့ဟန်နဲ့နန်တာလည်းစားစရာရှိတာတွေစားနေကြတာပေါ့သိမ့်မကြလိုက်ပါဘူးမိုးကရွာလာပါတယ်နန်တာကတော့တွားလက်သွားဖို့လုံနေတာပါဟာဒီတကားကဘာဖြစ်တာလဲဖွင့်လို့မရပါလားရုတ်တရက်တရေမကြီးရောက်လာပါတယ်ဟာနင်ကဟိုတရေမပဲမလားဒီတိဘာလာလောက်တာလဲဟာငါ့ကိုအေးအေးဆေးဆေးပေးနေပါငါစီကပါလို့ချင်တာလဲတရေမကနန်တာကိုဒီထဲလိုက်ပါတယ်နန်တာလည်းမှိတ်သွားတာပေါ့ပြီးတော့ကန်းချစ်တနေရာကိုရောက်သွားပါတယ်ဟာငါ့ကိုပေးခေါ်လာလဲ ဒါဝိညာဉ်လောကပဲနေအေးအေးဆေးဆေးနားထောင်ပါမင်းကဘာမှမလုပ်ဘူးဒီဇလန်ကိုနားထောင်ပြီးမင်းဘာလုပ်ရမလဲဆိုတာမင်းဘာသာနဲ့သိလာလိမ့်မယ် ဒီအဖြစ်ဆိုကြီးကတော့လွန်ခဲ့တဲ့9နှစ်ကပါ ဟမ်ကျမရှင်ကိုပြောစရာရှိလို့ ဘာပြောမလို့လဲအလုပ်ကိစ္စလားအလုပ်ကိစ္စဆိုရင်လည်းရုံရောက်မှပြောတော့ငါမှအချိန်မရှိဘူး အလုပ်ကိစ္စမဟုတ်ဘူးကျမရှင်ကိုချစ်မိနေပြီ ဘာမင်းလာနှောက်နေရလားကွာတော်ပြီငါသွားတော့မယ် နေပါဦးရှင်ရှင်ကကျင်နာတက်တဲ့ကောင်လေးဆိုတာကျမသိပါတယ်ရှင်နဲ့ရှိနေရရင်ကျမအရင်ပျော်တယ်ရှင်ကျမကိုအလုပ်ကူလုပ်ပေးရင်ကျမအရင်ပျော်တယ် မင်းအထင်လွဲနေပြီငါမင်းကိုတငယ်ချင်းတယောက်ဒါမှမဟုတ်ညီမရင်တယောက်လိုပဲသဘောထားခဲ့တာမင်းကိုအလုပ်ကူလုပ်ပေးတယ်ဆိုတာလေအလုပ်သဘောအရကူလုပ်ပေးတာအထင်မလွဲပါနဲ့ကွာ ဒါပေမဲ့ကျမရှင်ကိုတကယ်ချစ်နေပြီ တော်ပြီငါအချိန်တွေကုန်နေသွားတော့မယ် ဟန်ကထွက်သွားခဲ့ပါတယ်ဒါပေမဲ့ အာနားလိုက်တာကျမရဲ့ပိုက်နားတယ် Rose ဘာဖြစ်တာလဲ ကျမမသိဘူးတအားနာတာပဲသိတယ် ဟာအဲ့ဒါဆိုဆေးရုံသွားမှဖြစ်မှာပေါ့ငါလိုက်ပို့ပေးမယ် အဲ့လောက်လည်းမလိုပါဘူးရှင်ကျမအတွက်ဟိုတယ်ဘုတ်ကင်လုပ်ပေးလို့ရမလား အေးရပါတယ်ရတယ် အဲ့လိုနဲ့မကြပါဘူးမိုးတွေကရွာလာပါတယ်ဟန်နဲ့ရော့စ်လည်းဟိုတယ်တစ်ခုကိုရောက်လာတာပေါ့ ကဲမင်းတို့ငါအကုန်စီစဉ်ပေးပြီးပြီမင်းသွားနားတော့လေ ကျမတယောက်တည်းမနေရဲပါဘူးအခုလိုမိုးတွေရွာရင်ပိုကြောက်တယ်ရှင်ခဏလေးနေပေးလို့ရမလားကျမအိတ်သွားရင်ရပါပြီကူညီပေးမလားယင် အေးအဲ့လောက်တော့ရပါတယ်ကူညီပေးပါမယ် ပင်မသွားပြီလားဟန်ဒီမှာရေတောက်လိုက်နော် ရပါတယ်ငါနောက်မှတောက်လိုက်မယ် တောက်ပါဟန်ရဲ့ကျမကိုကူညီပေးခဲ့တာကျမတလောက်တော့ပြန်လုပ်ပေးမှရမှာပေါ့ရေလေးတောက်လိုက်နော် ဟန်လည်းရေတောက်လိုက်တာပေါ့ဒါပေမဲ့ရုတ်တရက်ကောင်းတွေမူးလာပါတယ် ငါကောင်းတွေချလင်းနေပြီမူးလိုက်တာကွာ ဟန်ကအိပ်ပျော်သွားပါတယ် ရှင်ကျမကိုလက်ထက်ရမယ် ဒီလိုနဲ့နိုင်တော်တော်လေးကိုကြာသွားပါတယ် ဟာငါဘယ်ကိုရောက်နေရလဲမင်းဘာလုပ်တာလဲ ရှင်ကျမလည်းမသိဘူးလေရှင်ကတအားဆိုးတာပဲ ဟေးငါမင်းကိုဘာမှမလုပ်ဘူးနော်မင်းမယုံပါနဲ့ ဘာရှင်ကကျမကိုပြန်ပြောနေပါလား အဲ့လိုနဲ့နောက်ထပ်လအနေငယ်ကြာသွားတဲ့အခါမှာ ကျမမှာကိုယ်ဝင်ရှိနေပြီဟန် ဘာကိုဝင်လဲမင်းကလိန်ညာပဲ ဘာလို့လိန်ရမှာလဲမိမတယောက်ကအဲ့လိုကိုယ်တိတ်ခါကိုကြခံပြီးပြောမလားတကယ်ပြောနေတာအဲ့ဒီအတွက်ရှင်တာဝန်ယူပေးရမယ် ငါမင်းကိုဘာမှမလုပ်ခဲ့ဘူးဘာတာဝန်မှလည်းမရှူနိုင်ဘူးငါမှငါတိတ်ချရတဲ့မိန်းမလည်းရှိတယ် ရှားတယ်လေကျမတို့နှစ်ယောက်ဘာတွေဖြစ်ခဲ့လဲဆိုတာရှင်မိမကိုသွားပြောလိုက်မယ်ဒါဆိုရင်ရှင်လဲဖောက်ပြန်မှုနဲ့ထောင်ကြမယ်ရှင်တို့မိသားစုလည်းပြိုကွဲမယ်အဲ့လိုဖြစ်ချင်တာလား ဟာမင်းငါမိန်းမကိုပြောစရာဘာကြောင်းမှမရှိဘူးငါမိန်းမနဲ့ဘာမှမဆိုင်ဘူးကဲပါမင်းငါ့ကိုငွေညစ်ချင်တာမလားဘလောက်လဲငါပေးမယ် တပြားမှမပေးနဲ့ကျမရှင်ကိုပဲချက်တာရှင်မိမနဲ့လမ်းခွဲပြီးကျမကိုလက်ထပ်လိုက်ကျမတို့နှစ်ယောက်ဘဝသက်ဆုံးနေကြမယ်လေ မရပါဘူးငါမင်းကိုမချစ်ဘူးစိတ်တောင်ဝင်စားပါဘူးကွာ
ရတယ်လေဒါဆိုလဲရှင်မိန်းမကိုသွားပြောရမယ်ကျမသွားပြီ ဟာမလုံရဘူးလေမလုံရဘူး Rose ကထွက်သွားပါတယ်။အဲ့ဒါကြောင့်ဟန်လည်းကားပေါ်တက်လိုက်ပြီး Rose ကိုကားနဲ့ဝင်ကျုံပါလေရော။ Rose လည်းတခါတည်းပွဲချင်းပြီးရှောသွားတာပါ ဒါငါအပြစ်မဟုတ်ဘူး Rose မင်းတို့ညံများတဲ့မိန်းမတွေကဒီလိုလုပ်ဖို့ပဲတန်တယ် ။ဒါနဲ့အပြစ်ပဲလေ။ငါယောက်ျားပြစ်မှမဟုတ်တာ ဟုတ်တယ်ငါမှအပြစ်ရှိတာငါသိတယ်ငါနှစ်ယောက်ကြောင့်လင်ခဲ့တယ်ကိုဝင်ရှိတယ်လို့လည်းလင်ခဲ့တယ်အဲ့ဒီအတွက်ငါမှအပြစ်ရှိတယ်ဒါပေမဲ့နှစ်ယောက်ကြောင့်ငါ့ကိုတတ်ခဲ့တယ်လေအဲ့ဒါသူ့ရဲ့အမှားကြီးပဲ ။နင်ကသူ့ကိုထောင်ချောက်တဲ့ပို့ခဲ့တာပဲ။သူနင့်ကိုတတ်မှာပဲလေ။ထားပါတော့။နင်ကအခုဘာဖြစ်ချင်တာလဲ တိတ်ကိုကောင်းတဲ့မိခုံးမယ်ငါဖြစ်ချင်တာတော့ငါမျိုးတတ်ချင်တယ်အဲ့ဒါမှနှစ်ယောက်ကြောင့်မရှိမလားခံစားရတော့ငါမြင်ရမှာဟုတ်တယ်မလား ။ Sakura ဇတ်လန်းတွေကြိုက်တဲ့သူတွေက channel လေးကို subscribe လုပ်ထားပေးပါ။ဒီ channel မှာ Sakura ဇတ်လန်းကောင်းတဲ့အများကြီးကိုတင်ဆက်ပေးပါမယ်ရှင်။